တတိနဲ့နေတဲ့အတွက်ကြောင့်အတ္တဆွဲမာနဆွဲဒေါသနေသွားတယ်အတ္တမာနဒေါသနေတဲ့အတွက်ကြောင့်သိခံနိုင်တဲ့အတွက်ကြောင့်အမှားနေသွားတယ်တိမခံနိုင်ရင်အမှားများတာကိုအမှားတစ်ခုခုမှားပြီးဆိုရင်ဘယ်နဲ့နေမလဲဒီကိစ္စတအောင်နွေးနဲ့စဉ်းစားရပြီပိုးမပင်ပန်းဘူးလားဒီလိုသတိနဲ့နေသွားခြင်းအပြင်ဘလောက်အကျိုးများတယ်ဆိုတာကိုအခြေခံကလေးကစပြီးတော့ပြောချင်တာနော်ကြီးကျယ်စင်ကိုမရောက်သေးဘူးဒါပေမဲ့ဘဝတစ်ခုလုံးဟာပိုးပြီးတော့အေးချမ်းမှုရှိလာတယ်ကြည်လင်မှုရှိလာတယ်ချမ်းသာလာတယ်ကိုယ်စင်းရဲမှုစိတ်စင်းရဲမှုဟာနေသွားတယ်အဲ့ဒီလူဟာတရားထုတ်တဲ့အခါမှာဘယ်လိုနေမလဲစိတ်ကပိုးပြီးတော့ဖြောင်းနေစိတ်ကြည်လင်းအေးချမ်းနေပဲစိတ်ဖြောင်းနေပဲသူတရားအထုတ်သွားနိုင်တယ်သူကြားလေတိုးတက်လေဖြစ်လာတယ်သူ့ဘဝအခြေအနေဟာအဆဆရာတိုးတက်ပြောင်းလဲလာတယ်